Ok, aku memang nak pada hari bawa no, ang iya sere ka di Buddha sere bawa no, Buddha sere ka di Doshama bawa no, bayang ne sai ma, ada supply patai pun tu aku tuan ni bawa kemia. Jadi gencar mau daik apa, kemia gencar mau daik apa, lah biar supply type bila. ဟုတ်မင်္ဂလာပါမဟာဒီဟုတ်ဟောပေါ့နော်ဒီနေ့ကအန်တီရဲ့ပေါ့နော်ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ56နှစ်56နှစ်မြောက်နော်56နှစ်မြောက်မွေးနေ့ပေါ့နော်ဟုတ်ကဲ့56နှစ်မြောက်မွေးနေ့အတွက်ကိုကျွန်တော်တို့က supply လေးလာလုပ်ပေးတာပါခင်ဗျဟောပေါ့အန်တီကိုပေါ့နော်ကျွန်တော်တို့တချို့မိကွန်းလေးတွေမေးမယ်ပေါ့နော်အန်တီနဲ့ဆင်ပြေလားခင်ဗျပြေပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ဟောပေါ့အန်တီမှာတဲ့သားသမီးဘယ်နှယောက်ရှိလဲတဲ့3ယောက်ခင်ဗျ3ယောက်3ယောက်နော်ဟုတ်ကဲ့ပါအဲ့ဒီသားသမီးတွေမှာပေါ့နော်အခု supply ကိုပေါ့နော်လုတ်ပေးတာဘယ်သူလုတ်ပေးတယ်လို့အန်တီအနေနဲ့ထင်လဲခင်ဗျာသမီးကြီးဆုံးလို့ထင်တယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်ပေါ့သမီးကြီးဆုံးလို့ဘာလို့ထင်ရတာလဲခင်ဗျာရင်တော့ပြောဘူးတယ်ဟုတ်surprise လုပ်ပေးမယ်သမီးကြီးတော့ငကုံကပြောဘူးတယ်အန်တီကို surprise လုပ်ပေးမယ်လို့ပြောဘူးတယ်နော်ဟုတ်ကဲ့ပါအဲ့ဒီပေါ့နော်အန်တီကို surprise လုပ်ပေးတဲ့သမီးရပေါ့နော်ဒီအမှားစာလေးလည်းပြောခိုင်းထားပါတယ်အန်တီဟုတ်အန်တီဆင်ပြေလားခင်ဗျာဆင်ပြေပါတယ်ဟောပေါ့နော်အချစ်ရဆုံးမေမေရေတဲ့မွေးနေ့မှစပြီးနှောင်နှစ်တရာတိုင်းနဲ့ဒီမိသားစုမြေမြစ်တွေနဲ့တဲ့ပျော်စင်စရာနေ့ရက်များစွာကိုတဲ့ဖြတ်ကျော်နိုင်ပါစေတဲ့မေမေကိုတဲ့သမီးတို့လင်မယားကာယကံဝစီကံမနောကံတို့နဲ့ပြောမဆုံမရှိခဲ့ရင်လေတဲ့ခွင့်လွတ်ပေးပါမေမေတဲ့မေမေသမီးကိုချစ်သေးရဲ့လားတဲ့ချစ်တယ်ဆိုတဲ့သမီးလေးမွန်ကြီးအရန်ချစ်တယ်လို့ဒီဗီဒီယိုလေးမှာတဲ့အော်ပြောပေးပါလားမေမေရဲ့တဲ့မေမေစီကစကားကိုတဲ့သမီးကြားကျင်လို့ပါမေမေတဲ့ချစ်တယ်လို့သမီးတွေအားတွေအကုန်လုံးချစ်ပါတယ်ဟုတ်ကဲ့ပါအန်တီကအခုအော်ပြောနေပါတယ်ခင်ဗျာသမီးလေးမွန်ကြီးအရန်ချစ်ပါတယ်တဲ့ခင်ဗျာဟုတ်ချစ်ပါတယ်လို့သူတို့တွေအလောက်ကိုင်းနေလဲအဆင်ပြေပါစေလို့ဟုတ်ကဲ့ချမ်းမချမ်းသာနဲ့နေရပါစေဟုတ်ကဲ့ဒါကတော့မိဘဆုတောင်းပေါ့နော်မိဘဆုတောင်းဆိုတာကမတောင်းတဲ့ခါကျတော့သားသမီးတွေပေါ်မှာပို့ပြီးတော့ပြည့်စုံတယ်လို့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာယူဆရလည်းရှိပါတယ်ခင်ဗျဟုတ်အဲ့တော့ပေါ့နော်အခု surprise လုပ်ပေးရသူပေါ့နော်ကျွန်တော်ပြောပြပေးမယ်ပေါ့နော်သမီးကြီးမတ်တမြတ်မွန်နေတဲ့တမက်ကိုတပ်ပိုင်ဦးတို့ကလုပ်ပေးရဖြစ်ပါတယ်တဲ့နော်ဟုတ်အန်တီဟုတ်အဲ့တော့အခုအန်တီပေါ့နော်အန်တီတို့ဒီဈေးထဲမှာတဲ့ပေါ့နော်ဒီသမီးမတ်တမြတ်မွန်ကပြောထားတာပေါ့နော်ဒီမှာတဲ့အန်တီရဲ့တငယ်ချင်းပေါင်းတင်းနေနေတဲ့ဒီဈေးထဲမှာရှိတဲ့လူတွေနဲ့ပေါ့နော်ဒီပေါ့ဒီမွေးနေ့ပါတီလေးလုပ်ပေးပါတဲ့ပြီးတော့ကိတ်ခွဲပေးပါတဲ့နော်အဲ့တော့ကျွန်တော်တို့မွေးနေ့ပါတီလေးစပြီးလုပ်လိုက်ရအောင်နော် Happy birthday to you Happy birthday to you Happy birthday Doshama Happy birthday to you ဟုတ်အန်တီဆုတောင်းပါခင်ဗျာဆုတောင်းပြီးတော့မီးမုတ်ပေးပါကိုဖြစ်ချင်တာဆန္ဒလေးကိုဆုတောင်းပေးနော်ဆုတောင်းပြီးမီးမုတ်ပေးပါဗျာဟုတ်ကဲ့ဟုတ်ပါပြီခင်ဗျာဟုတ်ကျေးဇူးပါအဲ့ဆိုရင်ခဏလေးလေးကိန်းမုတ်လေးတွေခွဲပြီးတော့ကျွေးမယ်နော်အဲ့ဒါဟုတ်ကဲ့ဒီမှာမွေးနေ့ရှင်ကျွေးနေပါပြီခင်ဗျာဟုတ်အမိုင်းနာမည်လေးတစ်ချက်လောက်ဒေါ်စမင်းဦးတဲ့ကျွေးနေပါပြီဟုတ်ပါပြီဗျာကဲနောက်တစ်ယောက်အမိုင်းနာမည်အေးကျော်ပါကျော်တဲ့ခင်ဗျာဟုတ်ကဲ့ပါဟုတ်နောက်တစ်ယောက်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးဟုတ်အမိုင်းနာမည်ကညိုဟုတ်တော့မညိုရဲခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်အမကြီးဟုတ်အမကြီးဟုတ်ကဲ့ပါဟုတ်အမိုင်းနာမည်ကမတူတာတဲ့ခင်ဗျာဟုတ်ကဲ့ပါဟုတ်အဲ့တော့အမလည်းစားပြလိုက်ပါအောင်သမီးလေးတွေ့အောင်လို့နော်မွေးနေ့ကိတ်လေးစားနေပါတယ်ဒါမွေးနေ့ရှင်ကိုယ်တိုင်စားနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်